KNNK တူသေးလာပြီးမှဘတ်စီတွေတက်တယ်ပြဖေဖော်ဝါရီလ9ရက်2016ခုနှစ်အတွက်နိုင်ငံခြားငွေပြပပေါက်ဈေးတွေကိုကြည့်ရပါအမေရိကန်ဒေါ်လာဝယ်ဈေး3930ရောင်းဈေး4030ယူရိုဝယ်ဈေး4630ရောင်းဈေး4935စင်ကာပူဒေါ်လာဝယ်ဈေး3095ရောင်းဈေး3155ထိုင်းဘတ်ဝယ်ဈေး114.1ရောင်းဈေး119.39မလေးရှားရေပြည်ဝယ်ဈေး980ရောင်းဈေး1015ဂျပန်ယန်ဝယ်ဈေး14.89ရောင်းဈေး15.5တရုတ်ယွမ်ဝယ်ဈေး960ရောင်းဈေး988ကိုရီးယားဝမ်ဝယ်ဈေး1.6ရောင်းဈေး1.9ပြည်တင်ပေါဝယ်ဈေး9330ရောင်းဈေး9455ဩစတြေးလျဒေါ်လာဝယ်ဈေး1943ရောင်းဈေး1813ကနေဒါဒေါ်လာဝယ်ဈေး1859ရောင်းဈေး1930ထိုင်ဝမ်ဒေါ်လာဝယ်ဈေး114ရောင်းဈေး119 UAE ဝယ်ဈေး1064ရောင်းဈေး1091အိန္ဒိယ UP ဝယ်ဈေး43.1ရောင်းဈေး44.1ဟောင်ကောင်ဒေါ်လာဝယ်ဈေး900ရောင်းဈေး933မကာအိုပါတာကဝယ်ဈေး485ရောင်းဈေး498ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးရသတင်းတွေအတွက်ကျွန်တော်တို့ရဲ့ Telegram Channel နဲ့ Website ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအားလုံးပဲသာယာချမ်းမြေတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေ